သုံးပွဲဆက်ရှုံးကိုရပ်တန့်နိုင်ပါမလားသွေးလင်းထက်အတွက်အန္တရာယ်ကြီးတဲ့ပွဲလာပြီသုံးပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေတဲ့သွေးလင်းထက်အတွက်ရေးကြီးတဲ့အခွင့်အရေးတစ်ခုထပ်မံရောက်ရှိလာပါပြီလာမယ့်စက်တင်ဘာလ17ရက်နေ့တောက်ကြနေ့မှာကျင်းပမယ့်1 Friday Fight 170ပွဲစဉ်မှာမြန်မာဖိုက်တာသွေးလင်းထက်ဟာစပိန်နိုင်ငံသားဖြစ်တဲ့ဇာဗီယာကွန်ဇာလက်နဲ့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်သူတို့နှစ်ဦးရဲ့ပွဲကိုမွေထိုင်းစီမင်း Flyweight တန်း125ပေါင်ကနေ135ပေါင်အတွင်းမှာရှင်ပြိုင်စီမှာဖြစ်ပြီးတော့ပွဲစဉ်ကိုတော့ဘန်ကောက်မြို့လုံလီလက်ဝဲကွင်းကနေထိုင်းစံတော်ချိန်ဖြစ်တဲ့ည8နာရီခွဲမြန်မာစံတော်ချိန်နေနဲ့ည8နာရီကနေစတင်ပြီးတော့အခမဲ့ဓာတ်ရိုက်ထုတ်လွှင့်ပေးသွားမှာပါဒီပွဲဟာသွေးလင်းထက်အတွက်တာမန်ပွဲစဉ်တစ်ပွဲထက်ပိုပြီးတော့ရေးပါနေတဲ့ပွဲဆိုလည်းမမှားပါဘူး။ဝမ်စင်မြင့်ထက်မှာနောက်ဆုံး၃ပွဲဇက်တိုက်အမှတ်နဲ့ရှုံးနေထားခဲ့တဲ့မှတ်တမ်းကိုရပ်တန့်ပြီးတော့အနာရလက်လမ်းကြောင်းပေါ်ကိုပြန်လည်တလန်းလာနိုင်မှုအတွက်မဖြစ်မနေကြိုးစားရမယ့်ပွဲတစ်ပွဲဖြစ်ပါရီ။သွေးလင်းထက်ဟာ2025စက်တင်ဘာမှာကန်ရင်ထိုင်းဖိုက်တာဆန်အေကိုအမှတ်နဲ့ရှုံးနေခဲ့တာပါဒီပွဲမှာဆန်အေကိုရင်ဆိုင်ရှင်ပြိုင်ဖင်ထိုင်လဲကြအောင်လုံနိုင်ခဲ့ပြီးမြပွဲတစ်ပွဲလုံးရဲ့အမှတ်ပေးဆုံးဖြတ်ချက်ကိုမရယူနိုင်ခဲ့ပါဘူးအဲဒီနောက်ကောင်ချိုင်းနဲ့ချက်ဖလက်ဆက်စတုံတို့ကိုလည်းအမှတ်နဲ့ပဲဇက်တိုက်ရှုံးနေခဲ့တာကြောင့်လက်ရှိ1မှာ3ပွဲဇက်တိုက်နိုင်ပွဲပျောက်ဆုံးနေတာပါဒါပေမဲ့သွေးလင်းထက်ဟာ1ကျိုးဝိုင်းတွင်9ပွဲရှင်ပြိုင်ထားပြီးတော့9ပွဲနိုင်ရရှိထားသူဖြစ်ပါတယ်ချီကျူးစရာအကောင်းဆုံးချက်ကတော့1မှာအလဲထိုးခံထားခြင်းမရှိသေးတာပါပဲသူရဲ့မာကျော်မှုဖိအားပေးနိုင်စွမ်းနဲ့ခံမရခက်တဲ့လက်ဝစ်စတိုင်တွေကဇာဗီယာအတွက်လည်းလွယ်ကူတဲ့စိန်ခေါ်မှုဖြစ်လာမှာမဟုတ်ပါဘူး။တစ်ဖက်ကဇာဗီယာကွန်ဇာလက်ရဲ့1မှတ်တမ်းကိုကြည့်မယ်ဆိုရင်73ပွဲရှင်ပြိုင်ထားပြီးတော့9ပွဲနိုင်6ပွဲရှုံးထားပါတယ်။အနိုင်ရရှိထားတဲ့9ပွဲနဲ့4ပွဲကိုလဲလုံးနဲ့သိမ်းပိုက်ထားတာကြောင့်လဲလုံးနိုင်စွမ်းကိုတော့ short တွက်လို့မရပါဘူး။အထူးသဖြင့်တော့နောက်ဆုံး2ပွဲမှာဇာဗီယာရဲ့လက်သီးစွမ်းအားကအသီးတာတာပဲတိုးတက်လာခဲ့တာပါ။ဇွန်လ9ရက်နေ့ကဘာယာဆူယင်ကိုပထမအချီ10မိနစ်8စက္ကန့်မှာပဲတံပြန်လက်ဝဲဝိုက်လက်သီးတစ်ချက်ထဲနဲ့လဲထိုးသွားခဲ့တာပါ။နှစ်ပတ်ကြာမှာလဲချာတာနန်ကိုဒုတိယအချီ10မိနစ်38စက္ကန့်မှာပဲလဲထပ်မံထိုးပြီးတော့နှစ်ပွဲစတိုက်အပြတ်အနိုင်ရရှိထားတာဖြစ်ပါတယ်။ပေါ်ဆန်ကောင်းတွေပြသနေတဲ့ဇာဗီယာကရှေတိုးဖီအားပေးပြီးတော့လက်ဝဲဝိုက်လက်သီးကိုအဓိကလက်နက်ဖြစ်အသုံးပြုသူဖြစ်ပါတယ်။ပြန်ပဲလဲကျသွားတဲ့အခါမှာလဲပြန်လည်နလန်ထူခွင့်မပေးဘဲနဲ့ခေါင်းနဲ့ခနာကိုလက်သီးတွဲလုံးနေနဲ့ဇက်တိုက်ဖီအားပေးတတ်ပါတယ်။ဒါကြောင့်ပဲသွေးလင်းထက်အနေနဲ့ဇာဗီယာနဲ့နီးကပ်လက်သီးချင်းလဲလှယ်ရှင်ပြိုင်ကစားဖို့ဆိုတာအထက်အကွာဝေးကိုစနစ်တကျထိန်းသိမ်းထားဖို့အတွက်လိုအပ်တာဖြစ်ပါတယ်ခင်ဗျာ။ပြန်ပဲရှေ့ခြေထောက်ကိုအောက်ခြေကန်ချက်နဲ့ဖြတ်စည်းပြီးတော့ရှေတိုးလာတဲ့အချိန်မှာတံမြန်ဒူးတောင်ချက်တွေနဲ့လက်သီးတွဲလုံးတွေကိုထိထိရောက်ရောက်အသုံးချနိုင်ဖို့အရေးကြီးပါတယ်ခင်ဗျာ။တစ်ဖက်မှာလည်းဇာဗီယာကလက်ဝဲဝိုက်လက်သီးပစ်ချိန်မှာရှေ့ခြေထောက်ပေါ်မှာကိုလေးချိန်တင်တဲ့အနေထားရှိသူပါ။ဒီချက်ကိုသွေးလင်းထက်ကအောက်ခြေကန်ချက်နဲ့အသုံးချနိုင်မယ်ဆိုရင်ပြန်ပဲလက်သီးချိန်ကိုရှော့ချနိုင်မှာဖြစ်ပါတယ်။ဒီပွဲမှာဇာဗီယာက3ပွဲဆက်နိုင်ရရှိဖို့ကြိုးစားမှာဖြစ်ပြီးတော့သွေးလင်းထက်ကတော့3ပွဲဆက်ရှုံးထားတဲ့မှတ်တမ်းစိုးကိုရပ်တန့်ဖို့အတွက်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ခင်ဗျာအလဲထိုးစွမ်းအားတက်လာနေတဲ့ဇာဗီယာကိုသွေးလင်းထက်ရဲ့မာကျော်မှုနဲ့ခံမရခက်တဲ့လက်ဝစ်စတိုင်ကတားဆီးနိုင်မှာလားဒါမှမဟုတ်ဇာဗီယာကပဲမြန်မာဖိုက်တာလေးသွေးလင်းထက်ကိုပထမဆုံးချိန်အလဲထိုးနဲ့ပြသနိုင်သူဖြစ်လာမလားဆိုတာစက်တင်ဘာလ17ရက်နေ့မှာဘေရီအဖြေညှိကြည့်ကြပါစို့ခင်ဗျာ